ရှောက်ချင်တယ်ဘယ်ကိုရောက်နေလဲမစင်စားဘူးကွယ်အိုးချစ်ရဲ့သွားကြစို့လာနှစ်ယောက်တည်းချင်းလေးနဲ့တွေ့ကြည့်ကိုသိတော်မှာပဲချစ်သူရဲ့ရိတ်ကလေးဖြစ်ချင်တယ်ဒီလိုချစ်နေတာတို့မသွားလားကွယ်အိုးခက်တယ်တို့နှစ်ယောက်ချစ်ကိုဘာကြောင့်ခွဲရကြလဲအခုတော့ကိုသိချင်တယ်ကျွန်တော်တို့လဲ